သူမြေဘွားကမြေဝဲလေးကစုညံသူညံဟိုငယ်ငယ်ကလေးဘွားတို့တွေတုံးလေးနဲ့ရိုက်ကပါစုကဆောကျွန်တော်တောင်းပန်ပါတယ်ဗျာမျက်နှာကိုကြည့်စမ်းဟဲ့ဒီတစ်ချင်းကဒီမျက်နှာနဲ့ကဟမ်ဟဲ့ပြုံးပြီးကအဲ့ဒီမျက်နှာတွေတော့အတော်ဖြောက်ဟဲ့ခင်ဗျာနားလေတဲ့အမှုပညာမင်းသိရနော်ဟုတ်သိရလို့ထားတယ်ကွာကျွန်တော်လေးငယ်ငယ်ကချုံမိုင်မိုင်ချုံဖေကဆိုင်တီလိုမေကချင်လေးဆိုဘွားသူမြေဘွားကငါမြေဝဲလေးကစုညံသူညံဟိုငယ်ငယ်ကလေးဘွားတို့ငယ်တုံးလေးနဲ့ရိုက်ကပါစုကဆောရောင်စုံလာနေရောင်စုံမီချုံမိုင်မိုင်အကတက်လက်ကမဲအကတက်လက်ကမဲချိုးမိုင်မိုင်ဟေးရောင်စုံလာနေရောင်စုံမီချိုးမိုင်မိုင်မကတက်လက်ကမဲအကတက်လက်ကမဲချိုးမိုင်မိုင်မန္တလာကိုပြောစကားလေးမလေးမှတ်မိသေးလားမှတ်မိတာပေါ့မန္တလာကိုကလေသိပြီးပြောကောင်းတာပဲသိလားဟုတ်တယ်လေညီမလေးကိုတင်သားတာမလေးချစ်စီရလေးညီမလေးကလှလေးအားတဲ့အင်းရကန်ရေဒီလေးလိုပဲတဲ့အရန်ချစ်စီရကောင်းတာပဲမလေးဒီလိုမရှိတော့ဟမ်မန္တလာကိုကြောင်းပြောနေတာဒီမန္တလာကိုညီမလေးကိုဘယ်လိုပြောလိုက်သေးလဲမန္တလာကိုကလေညီမလေးကိုသိလားအင်းရကန်လို့တဲ့ကျဲပြောတဲ့အမှန်လာတာလေဟဲ့ကောင်မနေလို့မပြောနဲ့လေဟဲ့ကောင်မနေလို့လို့ပြောတာဟဲ့နေလို့ပြောတာကောင်မရဲ့အဲ့ညီမမန္တလာကိုပြောတဲ့စကားဟဲ့ကောင်မရဲ့အဲ့ညီမပြောလဲမန္တလာကိုကဒီလိုပဲပြောလိုက်တာအောင်မအဲ့လိုပဲပြောတာဟဲ့ပြောတာဟဲ့ရောက်မှာလားရောက်မှာလားလူပြောတာဖြစ်နေကျမတို့မန္တလာကိုဒီလိုပဲပြောတာလူပြောတာဝါသနာဟဲ့ကောင်မလေးလို့ကြီးကျယ်တယ်မပြောနဲ့ဘာဖြစ်လဲကြီးကျယ်တယ်ကောင်မတွေကညီတို့ဘယ်ရက်ွက်တာလဲဘယ်ရက်ကလဲအမလေးငါတို့ဘာကြီးခေါ်လဲရန်ကုန်မြို့လည်းကောဝင်တာမီယာကအမလေးပြောတော့ရန်ကုန်သူနဲ့အောင်မရုပ်ကိုသေးချာကြည့်စမ်းဘာဖြစ်လဲကောင်မမျက်နှာက60နှစ်လိုင်းကားမဟဲ့60နှစ်လိုင်းကားမဘာဖြစ်လဲဟဲ့ဘာဖြစ်ရမှာလဲပြော
တော့60နှစ်ကအေးကွန်းနဲ့မိုးတော့မိုးတွေကယိုအောက်ကပေါက်တဲ့တိုင်းစားတော့အကွက်ကြီးအပေါက်ကြီးကိုဟောင်းလောင်းနဲ့ဟောင်းလောင်းနဲ့ တူနေနေတိုးတဲ့အမလေးကောင်မကောင်မရောက်ကတေချာကြည့် ဘာဖြစ်လဲ ရန်ကုန်မြို့ကချဲတီထိုင်မှာ ဟဲ့ချဲတိုင်းမှာဘာဖြစ်လဲဟဲ့ အမလေးပေါက်လဲပေါက်ကောင်မရောပဲထွက်ပြေးတဲ့ဟာမ ဟဲ့ထွက်ပြေးတော့ဘာဖြစ်လဲနေထိုးရလို့လားဟဲ့ကောင်မရဲ့မလေးတို့ကနေမိုးလေည ဟဲ့你爸嘞ငါ爸嘞你爸嘞ငါ爸嘞你呀爸嘞ငါ爸嘞你爸嘞ငါ爸嘞 ဟဲ့နေပါလေ ငါပါလေ နေပါလေ ငါပါလေ နေပါလေငါပါလေဒီတော့ငါပါအကုန်ပြဲဟဲ့ အမလေး ညီမလေး စကန် မလေဒီကိုမ စကန်နာစာသမီး တော့ စကားပြေတော့လို့ညီမလေးကြောမခံအကျောမခံဟမ် ပြောပြလိုက်ပါပြောပြလိုက်ပါ အင်းပြောပြော ငါကိုပြောတယ် ဘာပြောလဲ နည်းနည်းလေးသူလေးတွေကတဲ့လမ်းလျှောက်ရင်လေဟောဒီလိုလေးနဲ့ ဟုတ်တယ်ခမရခရနဲ့ရှောက်တာ ဒီလိုလေးတဲ့ဟုတ်ကဲ့ရန်ကုန်သူလေးတွေပလာစာထဲမှာဟန်ဖုန်းလေးပြောပြီးတော့လမ်းလျှောက်တာအရမ်းလာတာပဲမမ ဟုတ်ပါဘူး ညီမလေးဟဲ့တော်တော်လေးကိုကြောနေဟဲ့ကောင်မနေဟဲ့ငါညီမကိုပြောတော့လူမပြောနဲ့လေကောင်မ ဟဲ့ပြောတာမဟုတ်မန္တလာကိုကဒုညမလေးကိုပြောတာကိုထုကပြောတာ ဟဲ့ကောင်မနော်ဟဲ့လိုမင်းတော့ကောင်မလိုမင်းတော့ကောင်မရေနော် နင်တို့ထွန်းတာနင်တို့ ရှ လွ င်း န် တော့ တာ လို့နာအဲ့လိုနေတာ နင်တို့လုံနာဟဲ့ရုပ်ကိုကြည့်ဟာ ဘာဖြစ်လဲ အညာဝဘိုးရုပ် အညာဝဘိုးဘာဖြစ်လဲ ဟဲ့အညာဝဘိုးကအခွန်ပါပြီးတော့အခေါင်းကျဲတဲ့ရုပ် မကမ္မငါ့ကိုလည်းအညာဝဘုံသားလည်းပြောလိုက်တာသူကြည့်ကြရမလေး ဘာဖြစ်လဲ ရုပ်ကအညာစည်းသည်ရုပ် ဟဲ့ကောင်မအညာကြီးရဘာဖြစ်လဲဟဲ့ အညာစည်းသည်ကအသားထူပြီးအစီကြီးတဲ့ဟာမ ဒါစင်လေ ငါမကြိုက်ဘူးငါယောက်ျားထိုက်တာရင်ကြိုက်လိုက်မယ် မလေးရရရင်မရင်နဲ့ နင်းပါလေငါပါလေ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 နင်းပါလေ နင်ပါလေ ငါပါလေ နင်ပါလေ ငါပါလေ နင်ပါလေငါပါလေဒီသာအကုန်ပြေပြပြမိနေပြီပြပြမိ အခုကနင်းထိမှာပေါ့ အဲဒီနာ ပြပြလို့ဒီမှာလေဒါမှမဟုတ် တော့သေးရ ပြီးတော့မလာကိုကပြောတာမမိသေးလား မမိတာပေါ့ လေ သူကလေဒါဒါကိုချစ်လို့လုံးလေ အေးလေ ဒါဒါနဲ့အတူတူဒီမျိုးကြီးမှာအတူတူနေချင်းမတက်ဘူးဟဲ့ငူသားလို့တော့မေ အေးရန်ကုန်ကလုံးမယ်ဆိုတော့ညီမလေးကိုစောင်းပြောတာ မန္တလာကိုကလေဟဲ့ရန်ကုန်သားပဲလှုပ်လှုပ်အကိုသားပဲလှုပ်လှုပ်မော်လမြိုင်သားပဲလှုပ်လှုပ်ခွေးသားပဲလှုပ်လှုပ် နင်းလေးခွေးရပါလား ဟဲ့မခွေးတော့တာ မကိုပြောင်ပြောကောင်မဘာလဲခွေးလာလဲ လိုက်တယ်မို့လား ဟမ် အေးကြိုက်တယ် ဟဲ့ ကြို ကောင် က် မငဒိန်းကြလုံးပွားပွားလို့လေကောင်မဟမ် ပြောတယ်ဖတ်တယ်ပြောတယ်ပြောတယ် ရုပ်ကိုကောင်မပသိဟာလဝါမ အမပသိဟာလဝါဘာဖြစ်လဲ ပသိဟာလဝါဘူးရကြည့်ပြီခရအဆန်လဲတဲ့ကောင်မ